အမာကောင်ကြီးစိုးနေတဲ့မတ်တာကိုအဆုံးသတ်ဖို့အတွက်တန်းစစ်ဖိုက်တာစစ်တွေကိုရွေးပတ်ပေးထားပြီးဂတ်တူကဂရော့ဒိုလိုဖိုက်တာရောင်တန့်ရောင်တွေကို nerf လိုက်တဲ့ official server update patch ပတ်တူမင်္ဂလာပါပရိသတ်ကြီးတို့ရေကိုဝတ္တနေ့ကပြောပြခဲ့တဲ့ update patch recap မှာပြောပြဖို့ကြံနေသေးတဲ့ပတ်တူးနဲ့ hero တွေကိုဒီနေ့မှာကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားပါမယ်ပထမဆုံးကတော့အားလုံးရဲ့အချစ်တော်ကြီး Angela ပါသူကတော့နည်းနည်းလေးချိန်ညှိခံထားရပါတယ် Angela ရဲ့ passive stat တစ်ခုစီက movement speed boost ရတဲ့ပမာဏကို 9.5 ရာခိုင်နှုန်းကနေ 9 ရာခိုင်နှုန်းအထိ short ထားလိုက်ပေမဲ့စကေး1မှာ new effect အနေနဲ့စကေး1ကူရောင်းကဂုတ်ခွာထားတဲ့အချိန်ဆိုရင်ကူရောင်းတစ်ဝက်အထိလျော့နေမှာဖြစ်ပါတယ်ဂုတ်မခွာထားချိန်မှာစကေး1ကူရောင်းကိုတော့9စက္ကန့်ကနေ10စက္ကန့်အထိတိုးထားမှာပါဆိုတော့ကိုရိုမောင်မောင်တို့ကိုစကေး1သုံးပြီးတော့ဂုတ်ခွာထားတဲ့အချိန်မှာသွေးပြည့်တဲ့စကေး1ကကူရောင်းအများကြီးလျော့နေမှာပါကိုလည်းမဟုတ်အပူလည်းမခံရတဲ့ချောင်းဘရိုလီတို့အတွက်တော့ Angela ကပိုပြီးအသုံးမဝင်ဖြစ်လာတော့မယ်ထင်ပါတယ်ဒါအပြင် Angela ရဲ့ ultimate ကိုလည်းပဲနည်းနည်းလေးချိန်ညှိထားပါသေးတယ်ultimate ကူရောင်းကိုစက္ကန့်20ကနေစက္ကန့်60အထိတောင်မှ3ဆတိုးထားလိုက်ပါပြီတခါဂုတ်ပေါ်ခွာရင်ဂုတ်ပေါ်နေလို့ရမယ့်ကြာချိန်ကိုတော့12စက္ကန့်ကနေပြီးတော့စက္ကန့်20ဆိုပြီးတော့တိုးပြီးထားလိုက်ပါပြီဆိုတော့ဂုတ်တစ်ခါခွာဖို့အတွက်အကြာကြီးစောင့်ရပေမဲ့ဂုတ်ခွာပြီးရင်လည်းအရင်လိုမြန်ပြန်ဆင်းစရာမလိုဘဲနဲ့အကြာကြီးခွာပြီးတော့နေလို့ရမှာပါဒါအပြင်အဲ့လိုဂုတ်ခွာလိုက်ရင်ရတဲ့ shield ကလည်းအရင်က6စက္ကန့်အထိပဲခံမိမယ်အခု Angela ဂုတ်ပေါ်ကမစင်မရှင်းချေးရနေအောင်လို့ buff ထားပေးလိုက်ပါသည်Ultimate ကူရောင်းအလုပ်လုပ်တဲ့ mechanic ကိုလည်းပြင်ထားပါသေးတယ်ဘယ်လိုပြင်ထားတာလဲဆိုရင် Ultimate ကူရောင်းစက္ကန့်60ကဂုတ်ပေါ်ကဆင်းမစရည်တွက်မှာမဟုတ်ဘဲနဲ့ Ultimate စသုံးလိုက်တဲ့အချိန်ကနေပြီးတော့တွက်ပြီးမှဖြစ်တာမို့လို့ဂုတ်ပေါ်မှာစက္ကန့်20ကြာအောင်နေတာနဲ့ဂုတ်ပေါ်ကဆင်းလိုက်တာနဲ့ကူရောင်းကစက္ကန့်40ပဲစောင့်ရတော့မှာပါဒီတစ်ချက်ကတော့တကယ်မိုက်ပါတယ်မွန်တိုးနေနဲ့ဘယ်လိုလုပ်ဒီလိုလုပ်ပြီးတာလဲဆိုတာတော့မစင်စားရပါဘူးတခါတည်းစက္ကန့်40ဆိုပြီးလုပ်ပြီးလိုက်လေရတာပါပဲAngela ရဲ့ ultimate ကိုချိန်ညှိတဲ့သာပြောရဲမတိမတာနဲ့ share ကြီး buff ပေးလိုက်တာပါဆိုတော့ကိုနဲ့အများရန်စောနေကြတဲ့ shorty လေးတွေအတွက်တော့သတင်းကောင်းဖြစ်မယ်လို့ထင်ပါတယ်ဒုတိယပြင်ထားပြီးတော့ကတော့ Rafaela ရဲ့ skill 2ကကို teammate နဲ့ကိုသွေးပြန်ဖြည့်တဲ့ပမာဏကို45ရာခိုင်နှုန်းကနေပြီးတော့65ရာခိုင်နှုန်းထိတိုးထားပေးလိုက်ပြီးskill 2သုံးရင်ရတဲ့ movement speed booster ကအရင်က magic power 20ထွက်မှ100ရာခိုင်နှုန်း movement speed boost ပေးတာကိုအခု magic power 10တိုးလာတိုင်း movement speed booster က100ရာခိုင်နှုန်းတိုးလာအောင်ပြင်ထားပေးလိုက်ပါတယ်20ကနေ10ကိုရွှေ့ပေးထားတာပါRafaela ရဲ့ skill 2ကသွေးပို့ဖြည့်ပေးနိုင်မဲ့အပြင် movement speed လည်းအရင်ကထက်ပိုပြီးတော့များလာတော့မှာဖြစ်ပါတယ်နောက်ထပ်ပြင်ထားတာကတော့ Sapure ကပါပြီသူကတော့ team တစ်ခုလုံးကိုနှစ်ဖားချိုးထိုးပေးနိုင်တဲ့ Asta ပါAsta ကြီးရဲ့ skill 1ဖွင့်လိုက်တာနဲ့ teammate မှာတက်လာမဲ့သွေးရန်ပမာဏကိုအရင်က250 400ကနေအခု360 985ဆိုပြီးတော့အများကြီးတိုးထားပေးပါတယ်ပြီးတော့ skill 1ဖွင့်ထားရင် hybrid defense ရမယ့်ကြာချိန်ကိုလည်း3စက္ကန့်ကနေ5စက္ကန့်အထိတောင်မှတင်ထားပေးပါတယ်ဒါအပြင်ကမှ skill 1သုံးရင်ကုန်တဲ့ mana ပမာဏကိုလည်းအရင်က130ကနေ230အထိ mana ကုန်ခဲ့တာကိုအခု60 120အထိပဲ mana ကုန်အောင် short ထားလိုက်ပါသေးတယ်အဲ့လောက်ကြီး skill 1ကို buff ပေးထားတာကြောင့်မလို့ skill 1 cooldown ကိုတော့ late game မှာ9စက္ကန့်ကနေပြီးတော့ 8.5 စက္ကန့်အထိအနေငယ်တူထားပေးပါသည် Asta ကြီးရဲ့ skill 1က late game cooldown လေးနည်းနည်းကြာသွားတာကလွယ်လို့ရှိရင်အရင်ကထက်အများကြီးပိုသုံးလို့ကောင်းလာတော့မှာပါ၄កောင်မြောက်ကတော့ dance sport Lolita ရဲ့ passive effect အဟောင်းဖြစ်တဲ့အနားမှာရှိတဲ့ teammate တွေကိုအချိန်တစ်ခုကြာတိုင်း shield တိုးပေးတဲ့ effect ကိုဖျက်ထားပေးလိုက်ပြီး effect အသစ်အနေနဲ့ skill တစ်ခုကိုသုံးလိုက်တိုင်းမှာ teammate တွေကို shield တိုးပေးအောင်ပြင်ထားပေးလိုက်ပါသည် shield တိုးတဲ့ပမာဏကတော့အရင်က6စက္ကန့်ကြာတိုင်း shield တိုးပေးတာကိုအခု6စက္ကန့်ကနေ3စက္ကန့်ကြာတိုင်းတိုးပေးအောင်ပြောင်းလဲထားပါသည်ဘယ်လိုမျိုးလဲဆိုတော့ ultimate level နဲ့ချိန်ထားတာပါအခုရှင်းပြတာလေးကိုနားထောင်လိုက်ရင်နားလည်သွားပါလိမ့်မယ် Lolita ကို passive တစ်ခုတည်းပြင်ထားတာမဟုတ်ဘဲနဲ့ ultimate ကိုလည်း buff ထားပေးပါသေးတယ်Ultimate ရဲ့ slow effect ကို90ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းထိတိုးထားလိုက်ပြီး base damage ကိုလည်း900 900ကနေပြီးတော့600 1200ထိအောင်တိုးထားပါသည်ဒါပြင် Ultimate new effect အနေနဲ့ Ultimate ရဲ့ level တစ်ခုတက်လာတိုင်း passive ကရှီးပေးတဲ့ကူရောင်းကို1စက္ကန့် short ပေးတဲ့ effect ကိုလည်းထည့်ထားပါသည် passive ရှီးပေးတာကပွဲဆဆချင်း6စက္ကန့်ကြာပေမဲ့ Ultimate level တစ်ခါတက်တိုင်းမှာအဲ့ဒီကူရောင်းက1စက္ကန့်စီလျော့သွားပြီးတော့ Ultimate level 3ခုအထိ max ယူပြီးသွားတဲ့အခါမှာ passive ရှီးပေးတဲ့ကြာချိန်က3စက္ကန့်အောင်တစ်ခါပြီးသွားတော့မှာဖြစ်ပါသည် level တစ်ခု1စက္ကန့် short နဲ့ level 3ခုဆိုတော့6စက္ကန့်တွေက3စက္ကန့်နှုတ်လိုက်တာ3စက္ကန့်ကြာသွားတာဖြစ်ပါသည်နောက်ထပ်ပြင်ထားတာကတော့တကယ်တန်းစစ်လို့ပြောလို့ရတဲ့ Kufra တို့လို Tigreal တို့လို Atlas တို့လိုတန်ကြီးတွေကို buff ပေးထားတာပါပထမဆုံးပြင်ထားတဲ့တန်က Tigreal ရဲ့ skill 2 တွန်းတဲ့ speed ကို6ကနေပြီးတော့8ထိတင်ထားပေးပါသည်ပိုပြီးမြန်မြန်တွန်းလို့ရမှာပါ
ဒါပြင် ultimate ရဲ့ base damage ကိုလည်းပဲ290 430ကနေပြီး600 1000အထိတောင်မှတင်ထားပါလိ Tigreal ရဲ့ ultimate ကိုမနာဘူးဆိုပြီးတော့အရင်လိုသွေးတိုးဆန်းလို့ရမှာမဟုတ်ပါဘူးတန်ကြီးဖြစ်ပြီးတော့ ultimate damage အကိတ်ကြီးနဲ့လာမှာပါနောက်ထပ်ပြင်ထားတာကကျွန်းစင်ချီကာကြီးရဲ့ ultimate damage ထွက်တာကို160 240 magic power ကနေ240 360 magic power အထိတောင်တိုးထားပေးပါလိ order ရဲ့ချစ်လင်ကြီးချီကာတိုင်တော့ရင်ငါထက်ပိုနာလာတော့မှမလို့ဝီဝီကရှောင်ဖို့လိုပါလိမ့်မယ် legend skin ဝေထားတဲ့သူတွေပြောလို့ရပါပြီသုံးကောင်မြောက် buff ထားတဲ့တန့်ကတော့ချစ်လူမိုင်ကြီးကူဖရာပါကူဖရာရဲ့ပတ်တီနဲ့ပြည့်တဲ့ passive ကူရောင်းကို12စက္ကန့်ကနေပြီးတော့8စက္ကန့်အထိတောင်မှ short ထားပါလိကူဖရာကပတ်တီချင်းနဲ့ပြည့်ရင်ပို့ပြီးတော့နာမှာပါနောက်ထပ်ပြင်ထားတာကတော့တန်လေးက Atlas ရဲ့ skill 1 3ချက်ထူတဲ့ damage ကို215 390ကနေပြီးတော့400 600ရှိအောင်မှတင်ထားပါလိ3ချက်လုံးမှာအဲ့လောက် damage ကြီးတာထွက်နေလို့ရှိရင်တန်ကြီးတန်မဲ့ damage အရင်ထွက်နေမှာဆိုလို့ဆိုပြီးတော့ enemy တစ်ကောင်ကိုတစ်ချက်ပဲ damage ပေးလို့ရအောင်တော့လုပ်ထားပါလိဒီနေ့ပြောပြမယ့်နောက်ဆုံးပြင်ထားတဲ့တန်လေးကတော့ Brad ပါ Brad ရဲ့ ultimate ကလွယ်ရင် ultimate cooldown ကို90%အထိ short ပေးမဲ့ effect ထည့်ထားပေးလိုက်ပါလိတကယ်လို့ enemy ကိုမိအောင်မြူနိုင်ခဲ့မယ်ဆိုရင်တော့ Brad ကချက်ချင်းအကောင့်ကြီးပုံစံပြောင်းလဲသွားမယ့် effect ကိုလည်းထည့်ထားပေးပါသေးတယ်။ဒါပေမဲ့ ultimate ကို cancel ရင်အရင်ကလို60%ကူတောင်ပြန်ရောပြီးတာကိုတော့အခု90%အထိပဲ short ပေးအောင်လို့ပြောင်းထားပါလိ။နောက်ပြီး Brad တီလိုပြန်ပေါ်လာတဲ့အခါမှာ Diona stat တွေပြန်ရတဲ့ effect ကိုတော့ဖြတ်ထားလိုက်ပါလိ။ဘယ်လိုပဲဖြစ်ဖြစ် Brad ရဲ့ ultimate ကြီးကအရင်ကထပ်ပို့ပြီးတော့သုံးလို့ကောင်းလာတော့မှာပါ။တေချာချိန်ပြီးတော့သုံးတတ်မယ်ဆိုရင်တော်တော်လေးအားသာချက်ရှိလာပါလိမ့်မယ်။မနီကနေဒီနေ့ပြောပြသွားတဲ့ hero adjustment တွေကိုပြန်ပြီးတော့ကြည့်လိုက်ရင် hyper ဆိုပြီးတော့တန်းလို fighter လိုကောင်းတွေကို nerf ထားပြီးတော့တန်းစစ်နဲ့ damage dealer စစ် combo တွဲလုံးတွေထုတ်လို့ရမယ်တန်းနေ assassin တွေနဲ့ mage တွေကို buff ပေးထားတာတွေ့ရမှာပါကျွန်တော်အမြင်မှာတော့အခု season မှာတယောက်တည်းဆိုလို့ဆော့ပြီးတော့ jungle ဝင်ဖို့အရန်ခက်လာနိုင်ပြီးတော့အရင်တုန်းကလိုမျိုးတန်းရဲ့ mage ရဲ့ jungle ရဲ့ trio mid သွားမဲ့တွဲလုံးမျိုးတွေနဲ့မှ run push ရပို့လွယ်လာမယ်လို့မြင်မိပါတယ်ညီကိုတို့အမြင်ကိုလည်းဆွေးနွေးပေးသွားကြပါဦးဒီနေ့ update patch recap ပတ်တူလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ